ပွင့်တရားတို့ရောက်ရှိနေပါတယ်ရှင်ပွင့်တရားသွားမယ်နော်ကြည့်ကြပါအခုတရားပေါ်နေသွားနေပါတယ်ရှင်ညနေဆောင်ပေါ့နော်နေဝင်ချိန်လေးပါရေမွေးချိုးပြီးတော့လည်းလာတယ်တရားပေါ်ကနေလမ်းလျှောက်နေပါတယ်အစိမ့်နေပွင့်တရားမှာတော့ဗောနော်ကိုကြီးတော့ဓာတ်ပုံမရိုက်ဘူးဗောနော်ကိုကြီးနဲ့ပါတယ်အမားတွေကြတော့ဓာတ်ပုံရိုက်တယ်ဗောနော်သူတို့ရိုက်လိုက်တယ်သူတို့တနှုတ်လိုက်တဲ့ဓာတ်ပုံတွေကြတော့ဘလူးလာတယ်ဆိုတော့မဲသေးပြီးတော့ဗောနော်ကင်မရာထက်ကိုဖုန်းနဲ့ရိုက်တဲ့ကင်မရာထက်အများကြီးရုပ်ဆိုတယ်ဘလို့စင်မျက်လုံးမိတ်တယ်မိတ်တဲ့အတိုင်းပဲသူတို့မပြင်ပေးဘူးဗောနော်အဲ့ဒါကြောင့်လို့ပွင့်တရားရိုက်မညနေဆောင်တော့သွားပြီးသွားပြီဗောနော်ဒါကတော့မနက်စောစောဗောနော်ပြန်လာတယ်ဗောနော်ကြောက်စင်ကြီးကိုဝင်ပြီးရင်ကြောက်စင်ဖျားကိုသွားမယ်ဆိုပြီးတော့ထွက်လာရင်းနဲ့ဗောနော်ဥပိန်တရားကိုဝင်လာတယ်ရှင်ဒါဗောနော်ဥပိန်တရားရဲ့ဒါအစစ်ဘက်ဗောနော်အရှိဘက်ပါညနေဆောင်တော့ကြတော့ပထမဆုံးစိတ်မှာသွားလာတဲ့ဟာကြတော့ဗောနော်ဒါအဲ့ဒါအနောက်ဘက်ဗောနော်နောက်ဘက်ဗောဒါဒီကနေကျမတို့တွေအမျိုးဗောနော်ဟိုကြီးဆောက်ဖြစ်လားဆိုတော့မဆောက်ဖြစ်ပါဘူးဗောနော်အရှိနဲ့နောက်နဲ့ပဲကားနဲ့ပဲပတ်တယ်ဗောနော်ဥပိန်တရားအလေကိုတော့မလျှောက်ပါဘူးကျမမျိုးသားကတော့သွားတယ်ဗောနော်ယောက်ျားလေးတအုပ်သွားကြတယ်ဗောနော်ကျမတို့ကတော့ဈေးလိုက်ကြည့်တယ်ဈေးလိုက်ကြည့်ပြီးတော့ဒီတရားထိတ်လေးလောက်ပဲဗောနော်လဲလိုက်လျှောက်တယ်ဒါကတော့ကျမရဲ့သုံးခွဲညီမလေးဗောနော်ရန်ချစ်စရာကောင်းတယ်ဗောနော်အဲ့ဒါသူ့ရိုက်တယ်သူကမရိုက်နဲ့တဲ့လှတယ်လို့ပြောတာဟာမရိုက်နဲ့တဲ့စိတ်ဆူနေတယ်